စစ်တို့ရေဟိုနေ့ကသမီးလေးနေမကောင်းပေါ့နော်20ကျော်မှဖျားရဲ့အတွက်ကြောင့်မလို့ခါတိုင်းဆိုရင်လက်ထက်မှာဘာချက်ကတအားနည်းနေပြီဆိုတဲ့အတွက်ကြောင့်မလို့ပေါ့နော်စေကန်နာမှာပြရင်ကောင်းမလားနည်းနည်းစေးပဲအရင်တိုက်ထားအောင်မလားစဉ်းစားရသေးတယ်အခုဆိုလို့ရှိရင်သမီးလေးတစ်ခုခုဖြစ်တာနဲ့ကို့မှာလည်းအပေါ်ဝင်ငွေရှိနေပြီကိုယောက်ျားရဲ့အိမ်30ရိတ်ပါနေတယ်ဆိုရင်တော့မှကို့မှာအပေါ်ဝင်ငွေရှိနေပြီဆိုတဲ့အတွက်ကြောင့်မလို့ဘာအရာမဆိုချစ်ချိန်ကြမလို့ပဲနဲ့အသုံးနဲ့အပြုံးသုံးတဲ့နေရာဆိုလို့ရှိရင်သုံးနိုင်ပါပြီဘာဖြစ်လို့လဲဆိုတော့မပူတို့အမျိုးသမီးတွေကခလေးတစ်ဖက်နဲ့လဲကိုယ့်ရဲ့ခင်မွန်းတွေကိုအပေါ်ငွေရှာပေးနိုင်တယ်ကိုယ့်ရဲ့အိမ်စည်းကိုထိနိုင်တယ်ဆိုတဲ့အတွက်ကြောင့်မလို့ဘယ်လိုခေါ်မလဲဆိုတော့သုံးတဲ့နေရာလေးတွေသုံးတာပေါ့နော်ခလေးရပေါ့နော်အဲ့လိုမျိုးပြုတ်အန်တယ်ပေါ့နော်အဲ့လိုဝမ်းနဲ့သွားတယ်မပူအဲ့မနက်ကဆိုလို့ရှိရင်မုတ်ဖက်တုပ်လေးကျွေးမိတာပေါ့နော်မုတ်ဟင်းကားတွေမုတ်ဖက်တုပ်တွေသူကကြိုက်တဲ့အတွက်အခက်မသိပြီးတော့ဖြစ်သွားတာပါနော်အဲ့လိုဆိုတဲ့အတွက်ကြောင့်မလို့အပေါ်ငွေသားမရှိလို့ရှိရင်လက်ထက်မှာချစ်ချင်နေရတာပေါ့တော်တော်များများအခုဖြစ်နေတာတွေဆိုလို့ရှိရင်ခလေးတွေကျဲမာရေးတွေကလည်းမကုသနိုင်ပို့ချိုးသွားမယ်ပေါ့နော်အဲ့ဒါကြောင့်မလို့အပေါ်ငွေလေးတွေရှာတယ်လက်ထက်မှာလည်း4-5သိန်းရပေါ့နော်အကောင့်ထဲမှာလည်းရှိတယ်ဆိုတဲ့အတွက်ကြောင့်မလို့ဘက်ခနဲ့သွားနိုင်တယ်ပေါ့နော်မဆိုချစ်ချင်နေရပါတယ်မပူပြောချင်တာကတော့အပုံငွေအမျိုးသမီးတို့ကြီးကရှိထားတင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကုံစင်းတို့နေအခုဆိုလို့ရှိရင်မပူတို့အိမ်စင်းမှာဆိုလို့ရှိရင်လည်းမပူကအမြဲတမ်းကုံကြားစရိတ်နဲ့ရတဲ့ခင်ပွန်းလာစာကိုယ့်ရဲ့ဝင်ငွေနဲ့ကုံကြားစရိတ်တွေကိုအမြဲတမ်းပြန်တွက်တယ်စံဆိုလို့ရှိရင်တက်လာလုံးသာဆိုလို့ရှိရင်15ပြည်လောက်ကုန်တယ်စီဆိုရင်3ပိတ်သားကုန်တယ်ဟင်းစားစရိတ်ဆိုရင်တစ်နေ့ကို1000ပေါ့နော်အနည်းဆုံးခလေးမုတ်ဖို့ဆိုလဲ1000အနည်းဆုံးဒါတောင်ဝယ်ထားပေးတဲ့မုတ်တွေရှိတဲ့အပြင်မှာ तू ကတကြီးမုတ်ဆိုရင်သွားဝယ်ပေးရတယ်ကုန်ငွေပေါ့နော်ဒီလိုကုန်ကြစရိတ်အသေးလေးတွေဝင်ငွေနဲ့ထွက်ငွေကိုချိန်ကိုက်လိုက်တဲ့အခါမှာလုံးဝအဆင်မပြေပါဘူးအဲ့ဒါကြောင့်မလို့မပူတို့အမျိုးသမီးတို့တွေ online အလုပ်ကိုလုံးဝလုပ်တင်ပါတယ်ပြီးလို့ရှိရင်2025ရဲ့ကုန်မို့ကလည်း3လလောက်ပဲလိုတော့တယ်အခုကကိုက6လပိုင်းဆိုတော့10လ11လ12လဆိုလို့ရှိရင်2025ကုန်ပြီ2026မှာနေရာတစ်ခုရဖို့ဆိုလို့ရှိရင်အခု2025တွေကစပြီးတော့စ조사ဖို့အချိန်ယူဖို့လိုပါတယ်အဲ့ဒါကြောင့်မလို့အရင်အများကြီးလည်းမတက်နိုင်ဘူးဆိုရင်အနည်းဆုံးအရင်လေး3000အောင်နေစပြီးတော့မဖူကလက်တွဲခေါ်ပေးပါတယ်ဘာဖြစ်လို့လဲဆိုတော့ကိုအိမ်နာရှင်အမျိုးသမီးတွေကိုမဖူကိုချင်းစာလို့ပါဒီထက်မကလည်းကိုကဘာကြီးမှမဟုတ်ပေမဲ့ကိုရနေတဲ့နေရာလေးကိုရနေတဲ့ဝင်ငွေလေးတွေကိုအမျိုးသမီးတွေကိုရစေခြင်းတဲ့အတွက်ကြောင့်မလို့မဖူလက်တွဲခေါ်သွားပေးမှာဖြစ်ပါတယ်ဒီလ6လပိုင်းကုန်တာနဲ့ကိုစလင်မခေါ်ဘဲနဲ့ရှိတဲ့တင်းတဲ့အဖွဲ့လေးတွေပညာတွေကိုတစ်စိမ်တို့တိုးတက်ပြီးတော့ဒီ online မှာလုပ်လို့ရတဲ့ဝင်ငွေကိုမဖူကအတူတူစ조사သွားမှာဖြစ်ပါတယ်အဲကြောင့်မလို့ကိုစလင်ဝင်ချင်တယ်ဆိုရင်ဒီ6လနောက်ဆုံးပဲ6လပိုင်းနောက်ဆုံးပဲကိုစလာဝင်ကြပါဘယ်ပစ္စည်းနဲ့မဆိုလက်တွဲမဖူကဆရာသားမကျန် marketing ပိုင်းတွေရောTikTok admin ပိုင်းတွေရောအကုန်အသေးစိတ်သင်ပေးပါမယ်ရှင်ဖိုင်နေမှာ